Hello ပြပြပါဒီနေ့တော့အလောက်ခွပြန်အောင်တာနဲ့လေးနောက်ကြပါတယ်တနေ့ကုန်တက်ထားတဲ့မျက်မှန်ကိုချုပ်လိုက်ရတဲ့အချိန်မှာအရန်ကိုပေါ်ပါသွားရလို့ခံစားရပါတယ်ခဏနာအင်ကြီးလဲပြီးတဲ့အချိန်မှာတော့မနဲ့တမင်ကြိုက်တွဲငါကြောက်ကြော်ရပါတယ်ငမီးနဲ့သွဲကြောက်လေးတွေကိုမြုပ်သီးနဲ့ကြော်မှာပါလွယ်လွယ်ကူကူနဲ့ဟင်းတစ်ခွက်ရတော့ဒီငါချောက်လေးတွေကိုလည်းမကြကြော်စားဖြစ်ပါတယ်ငါချောက်ကြော်ပြီးတော့ချင်မောင်ဟင်းရည်လေးကိုနှွေးလိုက်ပါတယ်ပြီးတော့ဘိုက်ဆာလာတာနဲ့ပဲထမင်းကိုအရင်စားလိုက်ပါတယ်ထမင်းစားပြီးတော့အစာကြည်ဝအောင်လှုပ်ရှားရှိတဲ့အိမ်လှုပ်လေးတွေလှုပ်လိုက်ပါတယ်အစာကြည်အောင်လှုပ်ရှားပြီးတော့အဝတ်လျှော်ရည်ချိုးပါတော့မယ်။ရေမှုချိုးပြီးတော့လလန့်ဆဆန်းလေးဖြစ်သွားတယ်ပေါ့နော်။မရှာရိုက်စာအတွက်မျက်နှာအဝတ်ကျဲလေးလူလိုက်ပါတယ်။လှုပ်ရှားရှိရလေးလှုပ်ပြီးသွားတဲ့အချိန်မှာတော့စောင်းလေးဖတ်ပြီးတော့အနားယူပါတော့မယ်။ဆောင်းလေးခဏဖတ်ပြီးသွားရင်တော့ဒီညကိုစောစောစီစီအိမ်ရဝင်မယ်လို့ဆုံးဖြတ်ထားပါတယ်။အဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ။